ဒီဗီဒီယိုလေးမှာတော့အခုလိုမျိုးဘိုးမီတာလေးကိုသုံးပြီးတော့ဒီလိုမျိုးဘက်ထရီပက်ကလေးရဲ့အားကိုလည်းစမ်းလို့ရမယ်ဒါဆိုရင် 2S နဲ့ဒါတော့ 8.2 volt ရှိတယ်ဟုတ်ပြီဒီကောင်လေးထည့်ပြီးစမ်းကြည့်မယ်ဒါလေးဆိုရင်ကြတော့ဒီမှာ 3.3 ရှိမယ်ဟုတ်ပြီဒါကတော့ဘက်ထရီစမ်းဖို့တက်လို့ထားတာနောက်ထပ်ကြတော့ဒီကောင်ဆိုရင်ဒီဘက်ချမ်းကောင်ရှိမယ်ဟုတ်ပြီဒါကြတော့မီးလုံးလေးကိုစမ်းတဲ့ခါကျရင်သုံးလို့ရအောင်ထားဖြစ်တယ်ဒီမှာဆိုရင်တော့သူကဘိုးမပြဘူးမီးလုံးကိုပဲစမ်းမှဖြစ်တယ်ဒါဆိုရင်ဒီမှာဒါဆိုရင်မီးကိုစမ်းကြည့်မယ်ဒါဆိုရင်မီးပြရတယ်ဒီမှာဒါဆိုရင်အခုလိုမျိုးဥစ္စာလေးကိုဘယ်လိုပြုလုပ်လို့ရမလဲဆိုတာကိုပြပြပေးမှဖြစ်ပါတယ်အဲ့တော့အခုဘာလေးလိုလဲဆိုတာကိုအရင်ပြောပြမယ်ဒါဆိုရင်လိုအပ်တာတော့ဒီဘိုးမီတာလေးတစ်ခုလိုမယ်ပြီးပြီဆိုရင်ဒီမှာငုတ်ကလေးဒီကောင်လေးတစ်စုံလိုမယ်ဒီဘက်ကအရှည်ကောင်လေးတစ်ခုလိုမယ်ပုံမှန်ဆိုအတူတူထားလိုက်ရတယ်ဘာလို့အတူတူမထားလဲဆိုရင်ကြတော့တစ်ခုကိုကြတော့ကိုယ့်ဘာကိုအလွယ်တကူမှထားမလို့ဒါဒီဘက်ချမ်းကောင်စီဒါဘိုးကိုသိကျင်တာဒီဘက်ချမ်းကောင်စီ LED တွေပါရေးကိုမီးရမရစမ်းဘက်ကောင်ကိုတက်စတာလုပ်ချင်တဲ့အတွက်ဒီကောင်ကိုသုံးထားဖြစ်တယ်မမအောင်သုံးထားဖြစ်တယ်အဲ့တော့ဒီဟာလေးတစ်စုံစီလိုတယ်ဒါလေးနှစ်စုံပြီးတော့ဘိုးမီတာလေးတစ်ခုပြီးတော့ဒီခွက်အဖြူလေးတစ်ခုလိုမယ်ပြီးပြီဆိုရင်ဘက်ထရီဟိုဒါလေးတစ်ခုလိုမယ်ဘက်ထရီဟိုဒါမထည့်ဘဲနဲ့လည်းရတယ်ဒါပေမဲ့ဘက်ထရီဟိုဒါလေးနဲ့ကြတော့ဒီမှာဒီလိုတက်တက်ဆိုမကောင်းတဲ့အတွက်ဒီလိုဆောင်းဆောင်းလေးထားခြင်းတဲ့အတွက်ဒါဆိုတစ်စောင်းလေးအဲ့လိုလေးကြည့်ကောင်းအောင်လို့ထားခြင်းတဲ့အတွက်ဒီမှာအောက်မှာထည့်ဖို့ဆိုပြီးတော့ဘက်ထရီဟိုဒါတစ်ခုသုံးထားတယ်ပြီးပြီဆိုရင်ဒီကလေးတစ်စုံရှိတယ်အဲ့ဆိုရင်ဒီဒါလေးဆင်လို့ရပြီဟုတ်ပြီဒါတော့အခုဒီမှာစင်မုံစင်လေးပြပြပေးမယ်ဒါဆိုရင်ကြတော့ဒီမှာဘိုးမီတာဒီကောင်လေးကိုအပေါက်လေးအရင်ဆုံးဒီမှာဖောက်လိုက်တယ်ဖောက်ပြီးတော့ဒီမှာဆွတ်လိုက်တယ်အဲ့တော့သူ့မှာပါတဲ့ကြိုးလေး၃ခုပါတာလေးတစ်ခုမှရှိမယ်ဟုတ်ပြီခုနလိုမျိုးဒီဘက်ကအရှည်2ကောင်ရှိတယ်ဒီဘက်ကအရှည်2ကောင်လည်းဒီထဲအပေါက်ဖောက်လိုက်တယ်ဝက်ဝက်လည်းနဲ့ထိုးပြီးတော့ဒီမှာဝက်ဝက်လည်းနဲ့ထိုးပြီးတော့အပေါက်ဖောက်လိုက်တယ်ဖောက်လိုက်တော့ဒီဘက်က2ခုဒီမှာအနီနဲ့2ခုဒီမှာရသွားပြီအဲ့လိုပဲဒီဘက်ချမ်း2ခုလည်းအနီနဲ့2ခုထုတ်ထားတယ်အဲ့တော့ဘယ်လို join လဲဆိုရင်ကြတော့ဒီမှာဆိုရင်ဘက်ထရီကိုဒီလိုမျိုးထည့်ပြီးတော့ join လိုက်ရုံပဲဒါဆိုရင်ဒီမှာကြိုးလေး2ခုရပြီအဲ့ဒါအဲ့ဒီကြိုး2ခုရတဲ့ကြားထဲမှာဒီမှာ switch ကလေးခံထားလိုက်ပါလို့ဆိုရင်ဒီခလုတ်ကိုနှိပ်မှဒီဘက်ကိုဒီဘိုးမီတာကိုဘိုးရောက်စေခြင်းလို့ဖြစ်ပါတယ်ဒါဆိုတော့အခုဒီကောင်ကိုအခုဒီမှာဘက်ထရီလေးကိုထည့်ကြည့်လိုက်မယ်ဟုတ်ပြီဒီမှာဘက်ထရီထည့်လိုက်ပြီးထည့်လိုက်တော့ဒါဆိုရင်ဒီထဲကိုအားရောက်နေပြီဒီမှာဆိုရင်ဘက်ထရီအခုဘက်ထရီထည့်လိုက်ပြီးဒီမှာဘက်ထရီထည့်လိုက်ပြီးဒီမှာထားလိုက်ပြီးဒီခလုတ်ကိုဖွင့်လိုက်ပြီးဆိုရင်ဒီခလုတ်ဖွင့်ပြီးဆိုရင်ဒီထဲအားရောက်မယ်အဲ့တော့ဒီကောင်ကိုဟုတ်ပြီအဲ့တော့ဒီမှာအရင်ဆုံးဘိုးမီတာအရင်သွားကြည့်မယ်ဘိုးမီတာလေးကိုဆိုရင်ဒီမှာဆိုရင်ဒီအနီနဲ့နှစ်ကြိုးဒီdisplay ကိုမီးလာအောင်လုပ်မဲ့ကောင်အဲ့တော့ဒီနှစ်ကောင်ကိုဒီမှာ join လိုက်မယ်အဲ့ဒီနှစ်ကောင်ကိုဒီမှာ join မယ်ဟုတ်ပြီကလစ်လေးဖိပြီးတော့အနီကိုအနီနေရာမှာချိတ်မယ်အဲ့တော့ဒီမှာဆိုရင်အနက်ကိုလည်းအနက်နေရာမှာချိတ်လိုက်မယ်အဲ့လိုဆိုရင်လက်ရှိဒီမှာရှိတဲ့ထဲမှာအဝါလေးတစ်ပင်မကျန်တော့တယ်ဒီနှစ်ကောင်ဒီ display လာအောင်လုပ်မဲ့ကောင်အဲ့တော့ဒီမှာလာဖွင့်ကြည့်မယ်ဒါဆိုရင်ဒီမှာမီးလင်းပြီဟုတ်ပြီမီးလင်းပြီဆိုတော့ဒီထဲကိုရပြီအဲ့တော့ဒီဘက်နှစ်ကောင်ဒီဘက်မှာငုတ်အရှင်နှစ်ကောင်ရှိတယ်ဒီနှစ်ကောင်ကကြဘာတော့သုံးပါလဲဆိုရင်ကြတော့ဒီလိုမျိုး LED မီးလေးတွေကိုစမ်းတဲ့ခါကျရင်မီးလာမလာသိရအောင်လို့သုံးမှတ်နေရဖြစ်တယ်အဲဆိုရင်ဒီလိုမီးတွေပါစမ်းမယ်ဆိုရင်သူ့ကိုအပေါင်းတော့ထောက်လိုက်တာနဲ့ဒီလိုထောက်လိုက်တာနဲ့မီးလာအောင်လုပ်မှနေရဆိုတော့ဒီဘက်ချမ်းကောင်နှစ်ကောင်ကိုဘက်ထရီကိုဓာတ်ရိုက်သွားပေးလိုက်လို့ရတယ်ဟုတ်ပြီဘာမှပေးမလဲဆိုရင်ကြတော့ဒီခလုတ်ကိုနှိမ့်မှလာစေချင်တာဖြစ်တဲ့အတွက်ခုနကဒီဘက်ချမ်းကောင်မှာပဲအမဲကျိုးမှညက်အနီကျိုးမှချိတ်လိုက်ဒါဆိုရင်ဒီဘက်ချမ်းကောင်ကအလုံးလုံးသွားပြီဟုတ်ပြီဒီဘက်စဉ်းစားကြည့်မယ်ဒါဆိုရင်အခုဒီမှာအမဲနေရာမှာထိုးလိုက်ပြီအနီကိုအနီနေရာမှာထိုးလိုက်ပြီဒါဆိုတော့ဒီကောင်အဆင်ပြေမပြေစမ်းကြည့်မယ်အဲ့တော့ဒီမှာအနီလေးဖြီးလိုက်ပြီဒီကောင်ကိုအမဲလေးတက်လိုက်ပြီအဲ့တော့ဒီမှာဆိုရင်ပါဝါလေးအုံကြည့်လိုက်မယ်ပါဝါအုံလိုက်ပြီဟုတ်ပြီဒီမှာ display တက်လာပြီအဲ့လိုလာပြီဆိုရင်ဒီမှာရှိတဲ့ကောင်ကိုကိုယ်ထောက်ပြီးစမ်းကြည့်လို့ရပြီဒါဆိုရင်ဒီမှာမီးလာပြီဟုတ်ပြီအဲ့ဆိုတော့ဒီတော့ကပြီးသွားပြီဒါလေးပိတ်လိုက်မယ်ဒါဆိုရင်ကျန်တာဆိုလို့ဒီဘက်ရှမ်းနှစ်ငုတ်အတွက်ဘက်ထရီတွေရဲ့ဘိုးတွေကိုတိုင်းကျင်တဲ့အတွက်ဒီဘက်ရှမ်းနှစ်ငုတ်ကျန်မယ်ဒီဘက်ရှမ်းနှစ်ငုတ်အတွက်ကိုခုနကမကြွားရသေးဘူးခုနကိစ္စရှင်းတဲ့ဒီဘက်နှစ်ပင်ဒီဘက်အရင်ဆုံးထုတ်လိုက်တဲ့ဒီဘက်နှစ်ပင်ဒီကောင်ကို display လာလို့တဲ့ကောင်ဒီဘက်ကနှစ်ကြိုးဒီမီးဆမ်းဖို့ကောင်ဓာတ်ရိုက်ထိုးလိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒီမှာဒီဘက်ကအနီနဲ့ကိုဘာလုပ်ရမလဲဆိုရင်ကြတော့ဒီဘက်ကဒီကောင်လေးရဲ့အမဲလေးဒီဘက်ကအမဲကိုချိတ်ကမယ်
ဟုတ်ပြီဒီဘက်အမဲကိုချိန်မယ်ပြီးပြီဆိုရင်ကြတော့ပြီးပြီဆိုရင်နောက်ပြီးကြတော့ဒီမှာဆိုရင်ကျိုးအဝါလေးပဲကြံခဲ့တော့တယ်ဒီကျိုးအဝါလေးကြတော့ပိုးအားကိုတိုင်းမဲ့ကျိုးဒီကျိုးဝါလေးကပိုးအားကိုတိုင်းမဲ့ကျိုးအဲ့လိုဆိုတော့ဒီဘက်ကရှိတဲ့အနီပင်လေးကိုချိတ်ပေးလိုက်ပုံမှန်ဆိုတချို့ကဒီလိုမျိုးအနီနဲ့သွားပေါင်းလာတယ်ရှိတယ်ဒီမှာတော့ဒီကောင်လေးကိုထိုးပြီးတော့မှသိကျင်တာဖြစ်တဲ့အတွက်ဒီကောင်အနီလေးနဲ့ဒီမှာကြံတဲ့ဘိုးတိုင်းတဲ့ကျိုးအဝါလေးရှိတယ်ဒီအဝါလေးကိုဒီဘက်ကအနီလေးမှာတွဲပေးလိုက်မယ်ဒါဆိုရင်ဒီကောင်လေးကိုတွဲလိုက်မယ်ဒါဆိုရင်ဒီကောင်လေးကိုခုဒီမှာတွဲကြည့်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒီနေရာလေးပြီးမှမီရှို့ပိုက်လေးနဲ့ဒီမှာဆက်ထားလေးချိတ်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ကြတော့ဒီကောင်လေးကိစ္စပြီးသွားပြီဒီတော့ရမရစမ်းကြည့်မယ်ဟုတ်ပြီဒီဘက်ချမ်းနှစ်ကြိုးအဲ့တော့ဒီကောင်လေးကိုအနီမှာချိတ်မယ်ဒီကောင်ကိုအမဲမှာချိတ်မယ်ပြီးဆိုရင်ဒီမှာရှိတဲ့ဘက်ထရီလေးတွေကိုစမ်းကြည့်မယ်ဒါဆိုရင်ဖွင့်လိုက်ပြီဒါဆိုရင်ဒီမှာ power on သွားပြီဟုတ်ပြီဒါဆိုရင်အပေါင်းနဲ့နှုတ်ကိုဒီမှာဆက်ကြည့်လိုက်မယ်ဒါဆိုရင်ဒီကောင်လေးဒီမှာဘက်ထရီအား 3.9 ရှိတယ်အဲ့လိုပဲနောက်ထပ်တစ်ကောင်ဆက်ကြည့်မယ်ဒါလေးဆက်ကြည့်မယ်ဒါဆိုရင်ဘယ်လောက်ရှိမလဲဒါဆိုရင်4ရှိတယ်ဟုတ်ပြီဒီလိုမျိုးဆက်လို့ရပါပြီဒါဆိုတော့အခုလိုမျိုး4မီတာလေးကိုဒီလိုမျိုးကိုစမ်းနေတဲ့ဥစ္စာကိုပုံမှန်တည်ပြီးတော့ LED ပဲစမ်းမလားဘိုးပဲတိုင်းမလားအခုလိုမျိုးပုံစံလေးပြုလုပ်လို့ရမှာပဲဖြစ်ပါတယ်